ဝတ်သားနဲ့မြစ်ချင်းချက်စားမယ်နော်ဒါကတော့လွန်ခဲ့တဲ့2ပတ်လောက်ကတိတ်ထားတဲ့မြစ်ချင်းလေးပါပူချင်းချင်းနော်နည်းနည်းပူကြကြထားနော်အခုဖောက်ပြီးသွားရင်မကုံလို့ရှင်ဒီဟာကိုရေခဲတက်တာထဲထည့်ပြီးတော့သိမ်းထားလို့ရတယ်နော်ကြံတဲ့ဟာအပြင်မှာဒီတိုင်းထားရင်တော့မကောင်းဘူးပေါ့မြစ်ချင်းအားလေဒါဒီဥတုအေးလို့ရှင်နော်အချင်းဖောက်ဖို့အချင်းကြာကြာလေးပေးရတယ်နော်ရက်ပို့ပေးရတာပေါ့မြစ်ချင်းလုံးနည်းလေးကိုကျွန်မ channel ထဲမှာတင်ပေးထားတယ်နော်မြစ်ချင်းဟင်းချက်ဖို့အတွက်ဝတ်သားကိုပထမဆုံးငရုတ်သီးချက်တော်နီးချက်တော်ပြူထောင်းထားတာနဲ့လုံးရောစီတက်လိုက်မယ်နော်ပြီးတော့မှမြစ်ချင်းထည့်ပြီးတော့ချက်ပါတယ်အပြင်ဝယ်တဲ့မြစ်ချင်းလေးဆိုလေပူရှိန်နဲ့အရာတာတခုလည်းရတယ်အရန်ပူတာပဲကိုတယောက်တည်းဖြစ်နေလားပြောတတ်ပါဘူးတခြားလူတွေရောအဲ့လိုခံစားမိတာတော့မသိဘူးเนาะအိမ်မှာကိုယ့်အကူလောက်တာတော့ရှင်းတဲ့အရာလေးပဲရှိတယ်လိုက်လောက်စားကြည့်ကြပါเนาะဒီနေ့တော့ကိုယ်တိုင်းအချင်းဖောက်ထားတဲ့မြစ်ချင်းနဲ့ချက်ထားတဲ့ဝတ်သားဟင်းလေးရပါပြီစားလို့ကောင်းပါတယ်မြစ်ချင်းကအပြင်ကဝယ်တဲ့မြစ်ချင်းဆိုရင်အချင်းဖောက်အနှံ့အရန်ဆူရယ်เนาะအိမ်မှာကိုယ့်အကူဖောက်တဲ့မြစ်ချင်းကြတော့အဲ့လိုမျိုးအနှံ့ကြီးသိမ့်မရဘူးချင်းလေးနဲ့စားလို့ကောင်းပါတယ်